make up လိမ့်ပြတိုင်းလေဒီလို natural look လေးတွေကိုကြိုက်ကြတာတတိထားမိလို့မေဆုံးဒီနေ့လည်းဒီ look လေးကိုလာလိမ့်ပြတာပါ။ဘာပြီးရင်ဘာလိမ့်နေဆိုတော့ video လေးထဲမှာပဲကြည့်လိုက်ပါတော့။ဒီကဒီနေ့ပြောမယ့်အရာလေးကတော့ make up လိမ့်တဲ့အခါဖြစ်တတ်တဲ့ပြဿနာတွေကိုပြောပြပေးသွားပါမယ်။ make up တွေ foundation တွေသုံးတဲ့အခါလေး skin care ကိုတည်ချာလေးလုပ်ပေးပါမေဆုံးဒါတိချမှာတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကိုယ့်အောက်က skin prep ကိုတိချာလုပ်ထားမှဒါအပေါ်ကဘာလိမ့် make up တွေကွက်တာတွေပြက်တာတွေမရှိမှာပေါ့နော်။ဆိုလဲမေဆုံးခုသုံးပြသွားတဲ့ Glad to Glow က skin tint လေးကို bad review တွေတွေ့ပါတယ်။ဒါပေမဲ့ good review ရေးတဲ့သူတွေအမှားလည်းမဟုတ်ဘူး bad review ရေးတဲ့သူတွေအမှားလည်းမဟုတ်ဘူးပေါ့နော် product တိုင်းက net ဆေးမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်တဲ့တဲ့သူတွေဆိုရင်ကောင်းမယ်မတဲ့တဲ့သူတွေဆိုရင်တော့မကောင်းဘူးပေါ့နော်လူတိုင်းနဲ့တဲ့ရမယ်ဆိုတဲ့ product လည်းမရှိသလောက်ကိုရှားပါတယ်ဒါပေမဲ့လေခုခေတ်က blogger တွေတခုခုလိမ့်ပြလိုက်ရင်လေဒါအလကားရလို့ကြော်ညာတာပတ်စံရလို့ကြော်ညာလို့ထင်တတ်ကြတယ်ပေါ့နော်တခြားသူတွေတော့မေစွန်တက်အပ်မပြောနိုင်ပေမဲ့မေစွန်မှာရှိတဲ့ပစ္စည်းရဲ့100%လောက်မှာ20%လောက်ကပဲမေစွန်လက်ဆောင်ရထားဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်အခချင်းတွေယူပြီးလုပ်ထားလဲဖြစ်ရင်ဖြစ်မယ်ပေါ့နော်အထူးသဖြင့် Thai brand တို့ Korea brand တို့ဆိုပိုတောင်းဆိုသေးတယ်ဒါတွေကကိုယ့်အကူဝယ်သုံးရတဲ့အရာတွေပေါ့နော်မေစွန်ကိုယ်တိုင်လည်းလို့ good review တွေတက်လာပြီး bad review တွေတက်လာပြီးဆိုအရန်ဆန်းသုံးရတာဝါသနာပါတဲ့သူဆိုတော့ကိုယ့်အကူဝယ်သုံးပြီးတော့မှကြိုက်ရင် review ပေးမယ်မကြိုက်ဘူးဆိုလည်းဒီတိုင်းထားလိုက်တာပေါ့နော်အဲ့လိုပတ်စံဖြုံးတာများလာနဲ့အမျှပြီးတော့သူများတွေလည်းဒါလေးကကောင်းတယ်ဆိုအရန်ညွှန်ခြင်းတဲ့သူဖြစ်တဲ့အတွက်ဒီလိုဗီဒီယိုလေးတွေလုပ်ဖြစ်တာပေါ့နော်မေစွန်ကိုယ်တိုင်လည်း blogger လို့ကိုယ့်ကိုယ်လည်းမသက်မှတ်ထားတယ်လို့ blogger လည်းဟုတ်မနေသေးပါဘူးမေစွန်စီရောက်လာတဲ့ PR gift တိုင်းလည်းကောင်းတယ်ဆိုပြီးတော့တင်ပေးထားတာလည်းမရှိသလို piece တစ်ခုပေးပြီးတော့ကြော်ညာခိုင်းတာဆိုရင်လည်းမေစွန်မသုံးကြည့်ပဲနဲ့တေချာမေစွန်မကြိုက်ပဲမကောင်းဘဲနဲ့တော့ review မပေးဘူးပေါ့နော်ဒါပေမဲ့တစ်ခါကျရင်လည်း PR gift လေးပေးရုံနဲ့အရန်ကြိုက်မိလို့ကြော်ညာပေးရတယ်လည်းရှိပါတယ်အဲ့တော့တောင် quality တစ်ခုထိန်းတဲ့ blogger တိုင်းကလည်းပတ်စံလေး5-6သိန်းနေတော့ကို image ကိုအထိခိုက်မခံဘူးလို့မေစွန်ယုံကြည်ထားပါတယ်ဒါပေမဲ့ပတ်စံရတိုင်းအကုန်လုံးကောင်းတယ်လုပ်တဲ့သူတွေဆိုရင်တော့မေစွန်လည်းမပြောတတ်ပါဘူးအဲ့တော့နှစ်ချုပ်ပြောရမယ်ဆိုရင် blogger တွေကောင်းတယ်ပြောတိုင်းလည်းကိုကလိုက်သုံးစရာမလိုဘူးပေါ့နော်ကို့မှာအုံနောက်ရှိတာဖြစ်တဲ့အတွက်ကိုနဲ့ skin type တူတဲ့သူပြီးတော့ quality တစ်ခုရှိတဲ့သူကကောင်းတယ်ပြောတဲ့ဟာလောက်မှပဲနည်းနည်းယုံကြည်စေချင်ပါတယ်အဲ့ထဲမှာမှသူတို့ကဒါလေးရဘသူအတွက်ကောင်းတယ်ဒါလေးရတော့ဘသူအတွက်မကောင်းပြောပေးရလေးတွေနားထောင်ပြီးတော့ကို့အသားရည်နဲ့အဆင်ပြေလားမပြေလားတေချာလေးဆုံးဖြတ်ပြီးမှဝယ်သုံးဖို့ပဲလိုပါတယ်ခုနက Glad to Glow skin tint လေးရလည်းမေစွန်ကိုပတ်စံနဲ့ကိုဝယ်လာတဲ့ဟာရောက်လာလို့တခါတည်း unboxing လုပ်ရင်လည်းလိမ့်ပြပြီးတော့မေစွန်နဲ့အဆင်ပြေလို့ review လေးပေးထားတာပေါ့နော်အဲ့တော့ skin care ကတော့တေးသေးချာချာကောင်းလေးလုပ်ပါကိုက skin ကောင်းနေလေအပေါ်ကဘာလိမ့်အရန်အဆင်ပြေပါတယ်အမှန်တိုင်းပြောရရင် skin tint ဆိုတာမျက်နှာမှာဘာပြစ်နာစာမှမရှိဘဲနဲ့ makeup ထူထူကြီးမလိမ့်ချင်တဲ့အခါမှာသုံးတဲ့ makeup base သဘောမျိုးလေးပါမေစွန်ဆိုလဲ oily skin တွေထုတ်ထားတဲ့ matte type တွေသုံးလို့မရဘူးပေါ့နော်ဘယ်လောက်ပဲ skin ကောင်းနေပြောလိမ့်ပြီးသိမ့်မကြခင်မှာ smile line တွေထင်းလာတာအရေးချောင်းတွေပေါ်လာတွေရှိပါတယ်အဲ့လိုပဲကိုက oily skin တို့ဒါမှမဟုတ် makeup ကိုဘယ်လိုလိမ့်ကွက်တက်တာပြတ်တက်တာဆိုရင်တော့ skin tint လေးကိုမှလိမ့်ချင်ပါတယ်ဆိုရင် full coverage ပေးတဲ့ဟာလေးတွေ matte type လေးတွေလိမ့်ပေါ့နော်အဲ့တော့ good review တွေ bad review တွေကိုလိုက်ကြည့်နေတာမျိုးမဟုတ်ဘဲနဲ့ကိုကဘယ်လို skin type လဲအဲ့ product ကဘယ်လို skin type နဲ့အဆင်ပြေလဲဆိုတာသိရင်တေချာရွေးဝယ်တတ်မယ်လို့ထင်ပါတယ်အဲ့တော့အနှစ်ချုပ်ပြောမယ်ဆိုရင်ဘသူရဲ့အပြစ်မှမဟုတ်ပါဘူးကိုပတ်စံနဲ့ကိုနဲ့အဆင်မပြေတဲ့ဟာယူဝယ်မိတဲ့သူရဲ့အပြစ်ပါမေစွစီမှာလည်းအဲ့လိုဝယ်ပြီးတော့မှကိုနဲ့အယောင်မကိုက်တာတွေအဆင်မပြေတဲ့ပစ္စည်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့အားလုံးနဲ့ထပ်တူမေစွန်လည်းအခုထက်ထိပစ္စည်းတွေမှားဝယ်မိနေတော့ဆိုတဲ့အကြောင်းပြောပြရင်းနဲ့ဒီနေ့တော့ဒီလောက်ပါပဲရှင်